ဒီနေ့ကတော့ရှင်မိခေလာအသင်းတော်ကြီးမနိုင်ရဲ့မိသားစုခရစ်စမတ်အစီအစဉ်လေးပဲဖြစ်ပါတယ်။တိုင်ပွဲတွေလုပ်ကြတယ်။အော်ကြဟစ်ကြပျော်စရာရမ်းကောင်းပါတယ်။ညင်းတဲ့သူတွေလည်းအများကြီးရှိပါတယ်။လက်ခုပ်တွေတီးနေပါပြီ။ပွဲသွားလို့တဲ့ကြက်ဥကျမတို့ဒီမှာတော့အမူအရာနဲ့ပြပြီးတော့ဖြေမှန်တဲ့သူကိုစုပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အဖွဲ့တော်တော်များများကတော့အမူအရာပြတာနဲ့မဖြေနိုင်ကြပါဘူး။ဖြေနိုင်တဲ့သူတွေကတော့ပျော်ပါတယ်။မှန်သွားတဲ့သူတွေကတော့ပျော်ပြီးတော့မှားသွားတဲ့သူတွေကတော့စုမရတော့ဘူးအတွက်ကြောင့်မလို့ဝမ်းနေပါတယ်အခုကတော့အချီထိုးပြိုင်ပွဲဖြစ်ပါတယ်အားရပါရထိုးပါတယ်ဆယ်ချောင်းပြည့်တဲ့ဖွဲ့ရနိုင်လို့ပြောနေပါတယ်မပြီးတဲ့ဖွဲ့ကတော့ဆက်သွားတယ်ဒါလေးကတော့ဘောလုံးကန်တာပေါ့နော်ဂိုးမဂိုးပါဘူးအော်ဂိုးသွားပါပြီဂိုးတဲ့ဖွဲ့တွေကတော့ပျော်ပါတယ်ဘောချော်တွေကတော့မပြောနိုင်ပါဘူးဒါကတော့ dancer group ဖြစ်ပါတယ်အကပြိုင်ပွဲဖြစ်ပါတယ်ဆရာရအောင်လဲကနေပါတယ်သူခန္ဓာကိုယ်ကြီးနဲ့ပြိုင်ပွဲဝင်နေပါတယ်ဒါကြတော့ Christmas cake မုတ်ကိုကျမတို့ကန်ဆယ်မဲနှိုက်တာဖြစ်ပါတယ်ကန်ထူးသူ10ဦးကိုကျမတို့စုပေးပါတယ်ဒါတော့နောက်ဆုံးမှာပထမဒုတိယတတိယဆိုပြီးတော့စုပေးတဲ့အခါမှာပထမစုကိုအနေအသင်းကရရှိသွားတဲ့အတွက်ကြောင့်မလို့သူတို့တွေအောင်ပွဲခံနေတဲ့ချိန်ပဲဖြစ်ပါတယ်စုမယူနိုင်မဲနဲ့ကနေကြပါတယ်နောက်ဆုံးမှာတော့စုကိုအတင်းကျပ်ပေးလိုက်ရပါတယ်ဒါကတော့မိသားဟာရအစီအစဉ်ပြီးတော့တဲ့အခါမှာပျော်ရွှင်စွာနဲ့ hot pot လုပ်ပြီးတော့အကင်နေနဲ့စားကြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ပျော်စရာရမ်းကောင်းပါတယ်